ကျမဘွားရဲ့ထိလန်းစရာကောင်းတဲ့ဖြစ်ပျက်လေးတစ်ခုဒီဇလန်လေးကတော့ကျမရဲ့အဘွားအသက်20ရွယ်တုန်းကဖြစ်ပျက်ခဲ့ဇလန်လေးတစ်ခုဖြစ်ပါတယ်။သူမကအခုချိန်မှာအသက်80ပြည့်ပြီဖြစ်ပေမဲ့အချိန်တိုင်းမှာအံ့ဩစရာကောင်းလာအောင်လှပရဲ့အသားရည်ကိုပိုင်ဆိုင်ထားဖြစ်ပါတယ်။သူမရဲ့လှပရဲ့အသားရည်ကိုကျမသူမနဲ့တွေ့တိုင်းမှာအမြဲချီးကျူးဖြစ်ပါတယ်။သူမရဲ့အေးဆက်ပြီးတော့ကြောင်မက်ဖွယ်ကောင်းတဲ့ဇလန်ကိုပြောပြခဲ့ပါတယ်။ဒီဇလန်လေးကိုစပြောရမယ်ဆိုရင်တော့ကျမအဖွားဖြစ်သူရဲ့ဇလန်လေးကတော့ဒီလိုပါ။ကျမငငယ်ရွယ်ရွယ်အသက်20ဝန်းကျင်လောက်ကကျမကချမ်းသာတဲ့ grandman ရှင်မိသားစုရဲ့အိမ်မှာအိမ်အကူလောက်ကင်ခဲ့ပါတယ်။အဲ့ဒီအိမ်မှာအိမ်အကူ9ယောက်ရှိပြီးတော့ကျမအလုပ်စားတင်ဝေရောက်လောက်ကင်တဲ့အချိန်မှာအိမ်အကူတွေအားလုံးရဲ့အသားရည်ဖြူပတ်ဖြူပါဖြစ်နေပြီးတော့အားနေရီပုံပေါ်နေခဲ့ပါတယ်။ကျမအများကြီးမတွေးနေတော့ဘဲနဲ့ခေါင်းထဲကနေရှင်းထုတ်လိုက်ပါတယ်။အချိန်ကြာလာတာနဲ့အမျှတခြားအိမ်ကူတွေကနေတိုင်းတယောက်ပြီးတယောက်အားနေပြီးတော့ပြိုလဲလာတော့ကျမရှင်းရှင်းလင်းလင်းကြည့်မြင်ခဲ့ရပါတယ်။ဒါပေမဲ့လေဘာလို့အဲ့လိုဖြစ်နေလဲဆိုတော့ဘယ်သူမှကျမကိုမပြောပြခဲ့ပါဘူး။ဒီနေ့မှာတော့အိရှိအမျိုးသမီးကရေချိုးခန်းတဲကိုလာခဲ့ဖို့ကျမကိုခေါ်လိုက်ပါတယ်။ကျမရေချိုးခန်းဝင်သွားတဲ့အချိန်နောက်မှာတော့ပြန်လဲကြလို့မတတ်အော်ကြော်လို့သွားခဲ့ရပါတယ်။ရေချိုးခန်းဒီကုလုံးကအနီရောင်အရည်တွေနဲ့ပြည့်နေပြီးတော့အဲ့ဒီအရည်တွေကသွေးနဲ့တွေထွက်နေခဲ့ပါတယ်။အဲ့ဒီမြက်ကကျမရဲ့အာယုံထဲမှာအခုတည်းအထိကြန့်ရှိနေခဲ့တော့မှာပါ။ဒီနေ့မှာတော့အိရှိအမျိုးသမီးငါအလှတရားရဲ့လှဝက်ချက်ကိုဖော်ထုတ်ပြမယ်လို့ပြောခဲ့ပါတယ်။သူမအသက်50အရွယ်ရှိပြီဆိုပေမဲ့သူမကမယုံကြည်နိုင်လောက်အောင်ဝင်ငယ်ရည်နှူးပြိုတဲ့မျက်နှာမျိုးပိုင်ဆိုင်ထားခဲ့ပါတယ်။သူမကကျမကိုသူ့ရဲ့အနီးနောက်လာခိုင်းခဲ့တယ်။သူမကရုတ်တရက်ရေချိုးကန်တရားနေစီတိုးတောင်ထုတ်ယူခဲ့ပြီးတော့ကျမရဲ့လက်မောင်းထဲကိုထိုးထည့်လိုက်ပါတယ်။ကျမရုံးကန့်မှုစူးစမ်းချွတ်မိမယ်လေကျမလှုပ်ရှားဖို့အတွက်ကြောက်လန့်နေခဲ့ပါတယ်။သူမကကျမရဲ့သွေးတွေကိုယူပြီးတော့သူမရဲ့ခန္ဓာကိုယ်ထဲကိုပြန်ထိုးထည့်လိုက်ပါတယ်။ဟာဒီသွေးကအရင်လန်းဆန်းသွားပဲဆိုပြီးတော့အော်နေခဲ့ပါတယ်။ပြီးတော့သူမကျမရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးတော့ငါမင်းကိုဒီလစာနှစ်ဆတိုးပေးမယ်။နောက်တစ်ပတ်ကျရင်ငါရေချိုးကန်တဲ့ကိုပြတ်ဝေလာခဲ့ဆိုပြီးပြောခဲ့ပါတယ်။ကျမတုတ်ပြန်စကားပြန်မပြောနိုင်ခဲ့ပါဘူး။အဲ့ဒီနေရာစလို့သဘောတူလက်ခံထားလွဲလို့ကျမမှရွေးချယ်စရာမရှိခဲ့ပါဘူး။ကျမထွက်ပြေးလွတ်မြောက်ချင်ခဲ့ပေမဲ့သူမပေးတဲ့ငွေအမြောက်မြောက်မငင်းဆက်နိုင်ခဲ့ပါဘူး။အဲ့ဒီချိန်တော့ကျမမိသားစုကအလွန်စရဲတယ်။တခြားနေရာမှာအဲ့ဒီလောက်ငွေအများကြီးကိုကျမရှာနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။နောက်ဆုံးတော့ကျမရဲ့သွေးကိုသူ့ကိုပေးဖို့သဘောတူခဲ့ပါတယ်။သူမတယောက်တည်းသာအခုလိုလုပ်နေတာမဟုတ်ဘဲနဲ့ချမ်းသာရည်သူတော်တော်များများသူမထက်တောင်ပို့ပြီးတော့သွေးရည်ချိုးကြတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့သူမရေချိုးကန်ထဲမှာတည်ဆုံနေတာအိမ်ဖော်ရီကတွေ့သွားတဲ့အခါမှာစူးစူးဝဝအော်ရိတ်ခဲ့ပါတယ်။ရဲရီရောက်လာတဲ့အချိန်မှာတော့သူမရဲ့ခန္ဓာကိုယ်ကပြန်နှဲနေပြီးတော့စီတိုအက်နဲ့သွေးရည်စုပ်ထုတ်ထားခဲ့ရတာကြောင့်သွေးတစ်စက်မှမရှိတော့တာကြောင့်ရဲရီကပြောခဲ့ပါတယ်။သူမရဲ့သွေးရည်ကိုတစုံတယောက်ကအကူယူသွားခဲ့တာဖြစ်မယ်လို့ရဲရီကခံမှန်းခဲ့ကြပါတယ်။တူတူချချပဲရဲတပ်ဖွဲ့ကတရက်ခံမိဖို့အတွက်ဘာအထောက်အထားတစ်ခုမှရှာမတွေ့ခဲ့ပါဘူး။ဒါပေမဲ့တေချာတာတစ်ခုကတော့အိမ်အကူရီအားလုံးမှာလျှက်ချက်တစ်ခုရှိခဲ့ပါတယ်။အဲ့ဒီနောက်သူမတည်ဆုံတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီနေ့အချိန်ထိဘယ်သူမှမဖြေရှင်းနိုင်သေးပါဘူး။ဒါပေမဲ့သူမကိုဘယ်သူတက်လဲဆိုတာကျမတကယ်သိပါတယ်။ဘာလို့လဲဆိုတော့သူမမသိခင်ရေချိုးခန်းတဲ့ကိုနောက်ဆုံးခေါ်ခဲ့သူကကျမကိုယ်တိုင်ဖြစ်နေလို့ပါပဲ။